Attack on Titan skin တွေက revamp ပေးတာဆိုတော့ skill effect တွေကဘယ်လိုနေမလဲဆိုတာကိုဒီနေ့မှာတော့ classic မှာသစမ်းပြီးဆုံးမှာဖြစ်ပါတယ်။အဲဒီမှာနေတော့ဓပုံရိုက်နေတယ်လက်နှချောင်းထောင်းဒီတော့ဒီနေ့မှာစမ်းပြသွားမယ့် skin ကတော့ရင်ရဲ့ error skin ပဲဖြစ်ပါတယ်။ဒါပေမဲ့ game နဲ့ရောက်ချိန်မှာရင်ပြောင်းနေတဲ့ကြောင့်မလို့စက္ကန့်30လောက်ကိုရှာတီရှာနဲ့ရှာလိုက်ရပါတယ်။ကျွန်တော်ရွှီးတာမဟုတ်တကယ်ဒီမှာကြည့်မှာ80စက္ကန့်လောက်နေမှငါအဲ့ရင်ကိုတွေ့တာ။အင်းကိုတော့ EHP ရွေးလိုက်ပြင်မဲ့ကျန်တဲ့ ambulance ကြီးကတော့မပြောင်းခဲ့မိဘူးဟေ့။ဒီ loading screen effect ကဟာကတော့တိတ်ပြီးတော့မပြောင်းလဲလို့ထင်တာပဲ။ကိုပဲတိတ်မကင်လို့လားဘာလို့လဲတော့မသိဘူး။နည်းနည်းလေးတလက်လက်ထတာတွေအဲ့ဒါတွေပြောင်းသွားလာတော့မသိဘူး။ EHP လိန်ရွေးလိုက်ရပြင်မဲ့တကယ်တမ်းသွားတာ mid lane စလာတဲ့ကဟိုဘက်ကလည်းဟီးဆိုပြီးဟီလာထ။အထင်လို့တော့မပြီးပါသေးဘူးဟဲ့။ငါ့ကိုကျုံးမဲ့ idol တဲ့။နင်တို့ရဘယ်လိုပြောမှတော့မသိတော့ကိုနဲ့တိတဲ့သူတယောက်ပါလာပြီဆိုလို့ရှိရင်အများနဲ့ personal ပဲလိုက်အိမ်ကြရလားဒီမှာဆိုလို့ရှိရင်လည်းကြည့်ပါအောင်ဟဲ့သူတို့နှစ်ယောက်ကငါ့ကိုဘလောက်ပြီးတော့ personal လိုက်အိမ်နေရအတိတိုင်းငါမလဲမလိမ့်တာသွားနေရတယ်ခွေကိုဘောင်မရှိအောင်သူတို့နှစ်ယောက် damage နဲ့ငါမှသွေးရရော့လို့ပြန်ပြေးနေရဒီရင်ရဲ့ ultimate effect ကဘယ်လိုနေတယ်လဲဆိုပြီးတော့ဒီ Kakura ကိုဖမ်းဖို့လုပ်လိုက်တဲ့ခါမှာ Kakura မမိတော့လဲဒီ order လုပ်လိုက်ပြီးတော့ order မှလည်း RD 3ဝဆိုတော့ကွာဒီမှာသူကတော့မသိတော့ဘူးလုံးဝရှင်ကလည်းအမှဘာ effect ပေါ်လို့ပေါ်မှန်းတော့မသိလိုက်အမှငါလည်းထွက်ဟိုဘက်က Kakura ထိတန့်ပြစ်ဆိုတော့ငါအသက်ထွက် I1 ချရတယ်ဆိုလဲတော်သေးတယ်ဟဲ့သူတို့ကမေးနှကောင်ကင်ပြီးတော့ငါ့ကိုနှစ်ယောက်တစ်ယောက်ချကြဆိုတော့တိတ်ပြီးတော့မလွန်နေဘူးလားပြီးတော့လေသူတို့ရှိမှလည်း stand နေပဲဟဲ့ငါမှ stand ပြီးလို့ကြောက်ပါပေါ့နှိပ်လို့မရအောင်ငါဒီမှာကြည့် visit တော့မတုံးမဲနဲ့ငါပြန်မလို့တော့ငါဝိုင်းတက်သွားကြကိုကကို family နောက်ကျနေတော့လေလိမ့်မှာ create လေးရှင်းနေပါတယ်ဆိုမှဟောကောင်မ TikTok က Kakura အကွက်နဲ့လာပြီးတော့လောက်သွားသေးတယ်တော်ကိုဖြစ်နေကြတော့ငါဘယ်လောက်ထိအောင်တက်ချင်နေကြတယ်လဲဆိုလို့ရှိရင်နှစ်ယောက်ပေါင်းပြီးတော့ဟေး RT အကုန်ဖွင့်ပြီးတော့လိုက်တက်ကြတာဟေးတကယ်ဟေးကိုနဲ့တည့်ရသူပါလာတာလုံးဝမကောက်ကိုနဲ့တည့်ရဆိုလို့ရှိရင်ကို personal ပဲလိုက်အင်ကြတာတော်ကိုချက်တည်ရတော့ရှင် ultimate effect ကိုလည်းတေးချမတော့ပါဘူးဟေးဒီကောင်မရဲ့နှောက်ယုံနေတယ်ငါမှ RT ကိုတေးချမတော့အောင်ဆိုပြီး ultimate တုံးလိုက်တဲ့ခါမှာရှင်ကအရင်တော့အတိုင်းပါပဲဘောင်းမီရဒီတိုင်းလို့ပဲငါပဲ graphic ကိုအားထားမတင်တာလို့ဘာလို့လဲတော့မသိဘူးပေါ့နော်ခုနကကောင်မလည်း Kakura ဆိုတော့ဟဲ့သူကတော့ရှိသမျှ spell တွေအကုန်သုံးပြေးချင်တာပေါ့ဒါပေမဲ့ပြေးလို့လည်းမလို့သူမလို့တလို့ငါလည်းမလို့တကယ်တော့ဒီပွဲမှာလည်းငါအထက်အသင့်ဆုံးပထမဆုံး item ကအသီနာရှိရပါလို့ဆိုတော့သူတို့နှစ်ယောက်မေးကကွာငါ့ကိုပဲ personal လိုက်အိမ်နေကြဆိုတော့သူတို့ defense mode ဆိုလို့ရှိရင်တော့ငါကအသီနာရှိထဲမှာဖြစ်မှာမထဲလို့မရတော့ဒီကောင်မဝင်တော့လောက်ပြီးတော့အခုကျတော့ flicker နဲ့ပြေးနေတာတော့လွတ်လည်းမလွတ်ပဲနဲ့ဟေးငါတွေ့ဘူးလေတော်တော်များများလည်းရှိပါတယ်ဟဲ့ဒါပေမဲ့ငါ့ကိုပဲ personal လိုက်အိမ်ကြတာမျိုးမဟုတ်ဘဲနဲ့သူတို့ကသူတို့စော့ကျင်တယ်လို့စော့ကြတာဒါပေမဲ့ဒီထားတွေကတော့မဟုတ်ပါဘူးငါ့ကိုပဲ personal လိုက်အိမ်ပြီးတော့တဲတန်လက်မတွေပါပြပြီးလုပ်နေကြတာငါကိုယ်တိုင်ကလည်း emote တွေမှာဆိုလို့ရှိရင်လက်မအယွန်းဆုံးပဲငါကဝိုင်းလို့တော့ကြတော့အကောင်သူ့တွေလောဝိုင်းကျုံရတယ်တဲ့ဒီပွဲမှာ case ဆိုလို့ကြီးကြီးမားမားအခုလို like ကောက်တာတဲ့ case တွေပဲရှိတယ်ကိုပဲလူတွေ base ကိုချိုးဖို့အတွက်ဆိုလို့ရှိရင်တော့ ultimate တယောက်ခေါ်သွားမှာကိုအဆင်ပြေပါဒီမှာလည်းငါ ultimate တယောက်ခေါ်သွားတာပါအေးသူကငါ့ကို like ထိုးလို့ငါပတ်ပြေးနေရတယ်တော့မေးပြီးတော့သေးတယ်အချိန်ပြည့်ပြီးတော့ပြန်ထွက်သွားလို့မဟုတ်လို့ရှိရင်လည်းငါဒီမှာအသက်ထွက်ပြီးတော့သေအောင်ပါငါလည်းထွက် base ကလည်းချိုးရောပဲဟဲ့မြန်နေရောဒီတော့အခုဆိုလို့ရှိရင်တော့ Attack on Titan skin တွေကပြန်လာပြီဒီ event နဲ့မှာဘာတွေပါလဲဆိုလို့ရှိရင်တော့ skin တွေနဲ့ကတော့ရှင် Martin Fanny တို့ရဲ့ Attack on Titan skin တွေ record effect spawn effect elimination effect killing notification emote border နဲ့ action point တွေပါဝင်တာဖြစ်ပါတယ် skin မပေါက်တဲ့သူတွေက skin တစ်ကောင်ကို point 1200နဲ့လဲလွတ်လို့ရမှာဖြစ်ပါတယ်ဒါတွေမလဲချင်တော့အခုပြလာတဲ့ဟာတွေလည်းလဲလွတ်ရမှာဖြစ်ပါတယ်